ဒီနေ့ပိတ်ရက်ကလေး day trip သွားမယ်ဘယ်တွေသွားလဲဆိုတော့ပြီးရင်အကုန်ပြမယ် trip လေးကိုသမီးတို့သားတို့နဲ့သွားမယ် Canterbury Garden And welcome to the Hunter Valley Christmas lights on this beautiful.အရန်လာတာပဲအရန်လှပါတယ်ကဲရေနွေးကြမတူတောက်မလဲလာနော်ကဲနေရိပ်ပြမယ်လေအဲ့ဒီလေရရခစ်စမတ်အုတ်ထုတ်လိုက်တော့ချီအောင်မယ်ဟုတ်တယ်ညပိုင်းကအရန်လာတယ်ပြောင်းလိုက်လိုက်တာဆိုအရန်လာဆိုလှတယ်အရန်လာညပိုင်းကပုံလာတာကျေးဇူးအများကြီးတင်ပါတယ်ကြည့်ပေးတဲ့အတွက်ဝေးလည်းရွာလာစုံတော့ပြင်ပါပြီ Thank you for watching